လူအုပ်ကြီးတွေကဆိုလို့ရှိရင်တော့ drone show ကြည့်ဖို့စောင့်နေတဲ့လူတွေပဲဖြစ်ပါတယ်ဒီတရားရဲ့ဘယ်ဘက်အချက်မှာရောညာဘက်အချက်မှာရောလူတွေကအပြည့်ပေါ့နော် drone တွေစတက်လာပါပြီဒီ drone show ကိုပြသတဲ့အချိန်ကတော့8:45မိနစ်နဲ့9:15မိနစ်ပဲပြတာပါဒီပုံမှာအရုပ်တွေကတစ်ခုပြီးတစ်ခုပြောင်းသွားတာပေါ့နော်တွားကြည့်ရမယ့်နေရာကတော့ Memorial Bridge ပါသူကအောက်ကနေကြည့်ရင်လည်းမြင်ရပါတယ်ဒါပေမဲ့တရားအောက်တက်ရတော့မကြည့်ရင်ပေါ့နော်နည်းနည်းအဝေးကနေလှမ်းကြည့်မှမြင်ရမယ်ပြီးတော့ dinner cruise တွေကနေပြီးတော့ဒီချိန်ဖြတ်သွားရဆိုလို့ရှိရင်လည်းကောင်းကောင်းမြင်ရမှာဖြစ်ပါတယ်ပုံလေးတွေကတစ်ခုပြီးတစ်ခုပြောင်းသွားပြီးတော့တရုပ်ဖော်ပြတာပေါ့နော်အဲဒါကိုတစ်ခါမှလည်းမမြင်ဘူးတော့ဒါပထမဆုံးချိန်ဆိုတော့လေကြည့်ရတာပြင်မတော်တော်လှပါတယ်15မိနစ်အချိန်ကတော့လေကြည့်နေရင်လည်းဘယ်လိုကုန်သွားမှန်းမသိအခဏလေးပဲလို့ထင်ရပါတယ်ဒီ drone တွေက900လွတ်တဲ့နေ့နဲ့1000လွတ်တဲ့နေ့ဆိုပြီးတော့2ရက်မတူပေါ့နော်1000လွတ်တဲ့နေ့ကတော့ပိုးလာတယ်လို့ပြောကြပါတယ်ဒါကတော့1000လွတ်တဲ့နေ့မှာတွားပြီးတော့ရိုက်ထားတာဖြစ်ပါတယ်ရှင်ဘယ်ရက်ဒီမှာ900လွတ်ပြီးတော့ဘယ်ရက်ဒီမှာ drone 1000လွတ်လဲဆိုတာကိုဒီ post လေးမှာလည်းရေးပေးထားတယ်နော်နောက်ဆုံးပြရတဲ့တရုပ်ဖော်ပုံလေးဖြစ်ပါတယ်ပြီးရင်တော့ drone တွေကအကုန်လုံးအောက်ကိုပြန်ဆင်းသွားပါပြီအားလုံးကိုကျေးဇူးတင်ပါတယ် bye bye